အားလုံးပဲယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်ကျွန်တော်ဒီနေ့ဘုရားဖွင့်ပြတဲ့အရာလေးကိုခွန်အားပေးမှဖြစ်ပါတယ်လို့ခွန်အားပေးမှကျမ်းပိုက်လေးကဖိလိပ္ပိအခန်းကြီး2အငယ်21ဖြစ်ပါတယ်သူခတ်သိန်းတို့သည်ခရစ်တော်၏အကျိုးကိုမရှာကိုအကျိုးကိုသာရှာကြ၏ဖိလိပ္ပိအခန်းကြီး2ငယ်21ဖြစ်ပါတယ်သူကျိုးတို့ဟာခရစ်တော်၏အကျိုးကိုမရှာဘူးတဲ့ကိုအကျိုးကိုသာရှာကြ၏เนาะဒီကျမ်းပိုက်တွေကျွန်တော်ခွန်အားပေးတတိခံရင်ဖြစ်ပါတယ်ကျွန်တော်ခွန်အားပြီးဖို့တူတိုင်းလုပ်တိုင်းပေါ့နော်လူပြောမယ်ကျွန်တော်ဒီကိုကျိုးဆိုတဲ့ဟာကကျွန်တော်တို့ကြိုက်တာလုပ်မယ်သွားချင်တာသွားမယ်စားချင်တာစားတယ်တောက်ချင်တာတောက်ကြအဲ့လိုကိုကျိုးပေါ့နော်ကိုပတ်စံရမယ်လို့ဖြစ်စီဘာလို့ဖြစ်စီဒါကိုတော့ကိုကြည့်ရပါနော်ကိုကျိုးဒါခရစ်တော်ရဲ့အကျိုးကကြတော့ဘာလဲဆိုတာကျွန်တော်နောက်မှဝင်ငါမှာဖြစ်ပါတယ်လို့နော်မှာပြပါမယ်လူလေးဆိုကိုကျိုးတော့ကျွန်တော်ဆိုရင်ကိုကျိုးဆိုရင်ကျွန်တော်ဆိုရင်လူလဲဆိုတော့ကျွန်တော်ရဲ့အသက်တော့ဘာလောက်ကျွန်တော်ဆိုရင်20ကျော်တော့ဒီအလုပ်ထဲမှာပဲเนาะလုံးလိုက်စားလိုက်တောက်လိုက်တွားလိုက်ပေါ့နော်ရွေးတရားလေးတွေရတဲ့ပစံကိုဖះအတွက်ဆယ်ဖို့တဖို့ထည့်တာပေါ့နော်တူတာကိုယူကဘောကိုများနေရောနော်ပြန်အတိတ်ကိုပြန်ကြည့်မယ်ဆိုရင်ပေါ့နော်ကိုအကျိုးရွေးများနေတယ်ဖះအတွက်ကိုတိတာတော့တိတယ်ဖះအကျိုးဆိုဘာလဲဆိုတော့နည်းကိုခွင့်ပြခြင်းကိုမရှိဘူးအဲ့လိုနော်ကိုကျိုးနဲ့တက်တရားလဲနေတာကျွန်တော်ဆိုရင်ပေါ့နော်ဒီမှာကျွန်တော်ပြောမယ်လူတိုင်းကျွန်တော်နားရောရောက်တော့မင်းရပါမလားမင်းပြောလို့ရှိရင်မင်းစကားကဘာဖြစ်မှမလို့လဲနော်ဒီစကားကိုသူကအာယုံဆိုင်မှမလို့လဲအဲ့ကျွန်တော်မင်းမဖြစ်ပါဘူးကွာမင်းရပါဘူးကွာမင်းပြောလဲလကားပါပဲအဲ့လိုတန်ရစိတ်ပေါ့နော်အဲ့လိုမျိုးဖြစ်ဒါမဲ့ခရစ်တော်ကကြတော့ကျွန်တော်ဘယ်လိုခွာပြီးတော့သူများမကောင်းကြောင်းပြောတာမဟုတ်ဘူးငါသားတဲ့ငါကောမတီအကြောင်းကိုပြောတာဘုရင်တော်ပိုင်ချားရတယ်နော်ဘုရင်တော်ပိုင်ချားအမှကျွန်တော်စဉ်းစားတယ်ကျွန်တော်ညမင်းကပေးပါကျွန်တော်ဝိညာဉ်တော်တွန်းလောက်ပေးပါဘုရားခင်ကဝိညာဉ်တော်ကျွန်တော်တို့အထဲမှာဒီအထဲမှာရှိရလို့ရှိရင်ဝိညာဉ်တော်အလုံးလုံးလာလို့ရှိရင်မခံနိုင်ဘူးကျွန်တော်တို့ကဝိညာဉ်တော်အလုံးလုံးလာလို့ရှိရင်မခံနိုင်ဘူးထွက်လာတယ်ဝိညာဉ်စကားထွက်လာတယ်ပေါ့နော်ဝိညာဉ်စကားထွက်လာတယ်ဒီတို့လည်းအတိုင်းပဲပေါ့နော်ကျွန်တော်ခွန်အားပေးတဲ့ခါကိုတယောက်ကတော့ရမယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့ဒါကဘုရားဝိညာဉ်တော်စကားဖြစ်တဲ့အတွက်ကျွန်တော်ယုံကြည်တယ်ကျွန်တော်နောက်ဘုရားကျွန်တော်ဉာဏ်ပညာနဲ့မနော်ဖွင့်ပြတာကလူဖွင့်ပြလဲဆိုတော့ကျွန်တော်ဘောလုံးတသိန်းစာနဲ့ကျွန်တော်ဖွင့်ပြတယ်လူဘောလုံးတသိန်းစာနဲ့ဖွင့်ပြလဲဆိုတော့ဘောလုံးတသိန်းစာ17ရောက်အမှန်နဲ့ခရစ်တော်ကလည်းရွေးတာကတမန်တော်12ပါဒါပေမဲ့တပါးကြတော့သူစည်းနဲ့သူသွားတယ်သူစည်းနဲ့သူမှသူကန်ဒီပါနဲ့သူမှသူစီရင်တာပေါ့နော်17ပါးပဲပြန်တယ်ဘောလုံးတသိန်းလဲ17ရောက်ပဲအမှန်နဲ့မိပြရလဲဘောလုံးတင်းကိုကင်ကြွယ်တယ်ဒါပေမဲ့ခရစ်တော်ယေရှုကလည်းသူ့ရဲ့တမန်တော်17ပါးကိုကောင်းမွန်စွာတုံ့ပြန်တဲ့သူလုပ်တဲ့မှုတော်သူလုပ်တဲ့လက္ခဏာတွေသူပြတဲ့အခုရာတွေတကူတော်တွေကိုတပည့်တော်တွေရှိမှပြတယ်အဲ့လိုပဲမိပြကလည်းသူ့ရဲ့အတွေ့အကြုံတွေနဲ့မိပြကိုကောင်းမွန်စွာသူနဲ့ထွေနေပြီးနော်ပြန်တဲ့မှာအဲ့လိုပဲဘောလုံးကမ်းမယ်ဆိုရင်ဖြန့်စစ်လဲလဲစီကူမတက်စစ်တွေရှိတယ်လို့ကျွန်တော်တို့ဒီတမန်တော်တွေဘက်မှာကြည့်လို့ရှိရင်လေဝင်းကြီးရေးရဆိုင်ရာမှာကြည့်မယ်ဆိုရင်လေဝင်းကြီးဒီဘက်မှာထိုးဖောက်မှုစာတဲ့နှောက်ယှက်မှုတွေနော်ခံနိုင်မှုဒီရှိဖို့အများကြီးခရစ်တော်ကတင်ပေးတယ်အဲ့လိုပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘောလုံးအတင်းအမှရှုံးရမယ်ဆိုရင်ရှုံးခဲ့မယ်ဆိုရင်ပရိသတ်တွေကဆဲကြတော်ကြတိတ်တင်ကြပေါ့နော်နီးပြကြီးကြောင့်ဒီနီးပြကြောင့်ဓမ္မသမားရလဲလကားလေးပေါ့အဲ့လိုပဲခရစ်တော်ဘက်မှာပြန်ကြည့်မယ်ဆိုရင်ခရစ်တော်ကိုကျဉ်းထုတ်တာကလည်း
ဣသရေလလူမျိုးတွေဟာရှေးတွေဘယ်လိုတွေနဲ့ပေါင်းဖော်ပြီးတော့နတ်ဆိုးတွေကိုနေထုတ်တာသူကနမင်းမို့လို့လားဆိုပြီးတော့ခရစ်တော်ကိုလူသူကဲအဖြစ်တင်ကြခရစ်တော်အဲ့လိုပဲဒီပြကိုလည်းဆဲကြဆူကြဘယ်ပြည်သက်တွေကဘယ်ကြည့်လို့ရှိရင်ဣသရေလလူမျိုးဟာရှေးတွေဣသရေလလူမျိုးရဲ့ပုံများတယ်ကားတိုင်းတက်တာလေတင်လာလေဣသရေလလူမျိုးတွေနော်ဒီလိုလူမျိုးတို့ဖြစ်တင်ကြတယ်နော်အမေစနာလေးကိုယုံကြည်နော်အဲ့လိုမျိုးအမေကမှအတင်းကလာအမနိုင်ဝါပြီးတော့စစ်လားရင်းနဲ့ဖလားရင်းနဲ့သူ့နိုင်ငံကိုတည်သွားမယ်ဆိုရင်တည်သွားခဲ့တယ်တည်သွားပြီးတော့မှအောင်ပွဲခံသွားလို့ရှိရင်ပေါင်းလိုက်တဲ့အတင်းဒီကြရင်ပြည်သက်နိုင်ငံတော့ကျူပြီးတော့ကစားသမားတွေနဲ့ဒီပြတွေနဲ့ဟာပြည်သက်တွေကိုဖိခေါ်ရတော့မဟုတ်ဘူးပို့လိုက်ပြီးကနေဝင်းရံပြီးကိုလုံးလိုက်လာကြတယ်ဒီဘက်မှာလည်းတော့ကလည်းဒီလောဘကတိုင်းအတီခံပြီးတော့ခရစ်တော်တွေကိုဘုရင်တော်နဲ့ထားခဲ့တဲ့အချိန်မှာဘဲတော်တွေကဒီကျုံးကလေးတရားကိုလိုက်တော့တဲ့ခါမှာဘာမှလုံးဆရာမလို့ဝိညာဉ်တော်အဖြစ်ဝိညာဉ်တော်ကိုးတော်ကြောင့်ဒူကြီးအများကြီးပြောင်းလဲသွားတယ်ဒူကြီးတွေအများကြီးလိုက်လာတယ်အဲ့လိုပဲကျွန်တော်တို့အားမှာလဲကျွန်တော်တို့ရင်ခုနကပြောသလိုပဲမင်းပြောတဲ့ခါတွေကိုဒီဆိုင်မှာမဟုတ်ပါဘူးမင်းပြောတာဘာမှမဟုတ်ပါဘူးနားမတက်အောင်ပါနဲ့ဆိုအဲ့ဒါစာရစီကလာတဲ့စကားကျွန်တော်ပြောတဲ့တုတ်ထွက်ဒီကိုတော့ပြီးတယ်တုတ်ထွက်ဖြစ်တယ်ကိုတော့ပြီးတယ်ဉာဏ်ပညာဖြစ်တယ်ကိုတော့ကျောင်းလောင်းတဲ့ဝိညာဉ်တော့ကြီးဖြစ်တယ်အဲ့ဒါကကျွန်တော်အဲ့မှာကျွန်တော်ပြောတဲ့ဝိညာဉ်တော့ကိုကြောင့်တင်လို့နားထောင်နေတဲ့ရောက်စီတိုင်းမှာတစုံတစ်ခုဖျားငယ်ကောင်းကြီးပြီလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရောက်ပါတယ်ဝိညာဉ်ဖျားပြီးတဲ့ဝိညာဉ်ပြီးတောင်းလောင်နေတဲ့ဟာကကျွန်တော်ကိုလူကြီးအများကြီးလိုက်လာတဲ့လို့ကျွန်တော်ညကမြတ်ရင်ခံရတယ်ကျွန်တော်ညနေသူရှိမှမယ်လို့ကျွန်တော်မြင်နေရတယ်ညနေကောင်းပစ်စင်လာတယ်ကျွန်တော်မြင်နေဒါကြောင့်ဖျားရဲ့အကျိုးကိုကျွန်တော်မရှာခဲ့ဘူးနာကျွန်တော်ပြော20လုံးလုံးကားလာထုတ်ရရုံမျောတယ်ပတ်စံပဲနေရမလဲပတ်စံဘာတော့ဟိုရိုင်းရမလဲအဲ့လိုမျောနေကြမှာမဖြစ်လာဘူးရတာထုတ်မဲ့ရက်ဆိုတိကျဆိုရင်တော့ခါတိုင်းထုတ်ပြီးလာတာထုတ်ရဆိုဇက်ကူရဆိုရင်တော့ရတာကမနေ့ပိုင်းရတာများတယ်များတယ်တန်းရလို့ချင်းကိုလို့စရာဒီလိုပြန်มาမယ်ဆိုမှညနေဆောင်မှရတယ်အဲ့တော့ရင်ဝချုံမှပြန်ရောက်ရတာတော့ရတယ်အဲ့လိုမျိုးပေါ့နော်တိကျပြီမဲ့တိကျမဟုတ်ဖျားတော့တိကျလို့မျိုးပေါ့နော်မှန်ရတာမြင်ရတာပေါ့ကျွန်တော်တို့မြင်ရတယ်ဒါလက်ဖက်ရဟိုဟာတွေရမယ်ဟိုဟာတွေရတဲ့ဟိုဟာလာပြီးမတည်သူကဟိုဟာလာပြီးမျောနေကြတယ်ရမယ်ဒါပေမဲ့ကျွန်တော်ကညာစောက်တဲ့ခါမှာခဏတော့ခုကြပြီးပြန်ပြီးမမျောတော့မမျောပဲနဲ့ဖျားတင်မှကျွန်တော်မမြင်ရဘူးလေနားပြေလည်းမကြားနိုင်ဘူးလက်ရှိနဲ့ပြေလည်းမမြင်နိုင်ဘူးဘာမှလည်းလုံးနိုင်ဘူးဒါပေမဲ့ကိုညီတော်ကကျွန်တော်ကိုမြင်နေရတဲ့အတွက်ဖွင့်ပြခြင်းပေးနေတဲ့အတွက်ကျွန်တော်ဖျားကဘာပြီးလဲဆိုတာကိုဖျားကဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်မသိနိုင်ဘူးကျွန်တော်ခံစားနေရတယ်အဲ့ဒါကယုံကြည်ခြင်းဖျားကိုယုံကြည်ခြင်းမမြင်နိုင်ဘူးအကြားနိုင်ဘူးဘာမှမသိနိုင်ဘူးအဲ့ဒါယုံကြည်ခြင်းကျွန်တော်တို့ရလို့ယုံကြည်ခြင်းပေါ့နော်ကျွန်တော်တို့ရတော့ပြောတဲ့မျိုးတွေတရားခင်ကတော့ဒီဘက်တော့ကအများကြီးပြရတာဖြစ်တဲ့သူတို့တော့ခံနေတော့မရှိဘူးတော့အများကြီးပဲလေနော်ဒီကပြောပုံဝေဖန်ခြင်းမတူ idea ကြီးမတူခန္ဓာကိုယ်ကြီးမတူဒီသမှုတွေအများကြီးပေါ့နော်မတူတာလည်းများတယ်ဒါပေမဲ့ဒီဘက်တော့ကလည်းတော့တော့ကြောင်းကြီးစီမှာသူ့ရဲ့ဘက်တော့ဝင်နေတော့တူပါတင်လို့ဒီပါလေပြီးဖွင့်ပြပါလိမ့်မယ်ကျွန်တော်ဒီမှာကြတော့ဖွင့်ပြတဲ့ဟာကိုကျွန်တော်သုံးလောင်းလာဖြစ်တယ်သုံးလောင်းလာတော့နော်ရပြောကနေအတိုင်းဖျားဆန်ကတော့မဖြစ်နိုင်တော့ဖျားဖြစ်နိုင်ခါကျွန်တော်ဝင်ကဖြစ်တယ်နောက်တဲ့ကျွန်တော်ဝင်ကစရာတွေအများကြီးရှိတယ်ဟိုကတတိခံစရာတွေအများကြီးရှိတယ်ဟိုကပြီးစရာတွေအများကြီးရှိတယ်နော်အဲ့ဒါကတော့တော့ဖျားဖြစ်စီမလို့ရှိရင်တော့ဒီလိုဖွင့်ပြလို့ရှိရင်တော့ကျွန်တော်ဆက်ပြီးတော့ဟွာပြီးမယ်နော်အဲ့ဒါနောက်တစ်ခုကမနေ့တနေ့လာနေရမှာနော်ကျွန်တော်အမျိုးကြီးရတော့ပုံဆက်ပြီးတော့ဘာလို့နေလဲတဲ့ကျွန်တော်ကတော့ဒီတိုင်းကြက်ဒီနားထောင်နေတော့သူ့ဘာမှမပြောဘူးတော့ဒါပေမဲ့ရိုင်းမယ်ဘာလို့နေလဲစူတောင်းနေတာလေသူကကျွန်တော်စူတောင်းတာလို့စူတောင်း
နာပတ်တာလို့ကျွန်တော်တယောက်မှမသိဘူးတယောက်တည်းရှိတဲ့အချိန်တယောက်တည်းရှိတဲ့အချိန်တည်တတ်တယ်အဲကြောင့်ဆိုဒီမျိုးအာရုံပြတ်လို့ဆိုရင်ဖျားနဲ့စကားပြောရတယ်ဖျားတန်တော့စကားလာတယ်နည်းနည်းစစ်ရှုပ်တယ်ပေါ့နော်ခုကျွန်တော်ခွာပြီးနေချိန်မှာတော့ကျွန်တော်တယောက်လေးဒီမှမရှိတဲ့အချိန်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီပြောလူလူရနော်ပြောတဲ့အချိန်ကိုကျွန်တော်ဒီပြောနားလေးပြန်ဖွင့်ပြတဲ့အချိန်နဲ့ခွာပြီးတာဖြစ်တယ်ကျွန်တော်တင်းလာနေဖုန်းဆက်တယ်ဒီကျန်းနာဖတ်နေရတာဆူတောင်းနေဘာမှမလုပ်ဘူးဒီတိုင်းပဲဒါပေမဲ့ကျွန်တော်ကမနေ့ပိုင်းကျန်းနာဖတ်ဆူတောင်းလိုက်ဘာမှမလုပ်ဘူးဒီတိုင်းပဲအဲ့မှာကျွန်တော်ကနေပြီးကျွန်တော်ဆော့ဝဲလေးကိုသူ့ဒီဆော့ဝဲလေးကကောင်းနေဆိုသူ့နားထဲမှာဝဲလေးတဲ့အဝင်မှာလဲဟာနည်းထူးဆန်းလာပြီလားလို့ခါတိုင်းကတော့နည်းနည်းကျွန်တော်ပတ်စံဟိုပါပေါ့အရင်အတိတ်ပေါ့နော်အတိတ်လူလို့ရှိရင်တော့တောင်းခဲ့တယ်ပတ်စံလေးဟိုကနည်းနည်းကျွဲပေးလိုက်အောင်နည်းနည်းပုတ်လိုက်အောင်ဘယ်တော့မှမပေါ်9000တသိန်းတော့အဲ့တော့နည်းနည်းလေးကျွန်တော်ကလည်းအမှတူးတက်ပါပဲသူရတဲ့ဟာကျွန်တော်သုံးတာမဟုတ်တူးတက်စဲပို့ပို့ပြန်ထည့်တယ်ပြီးလို့ရှိရင်ဘုရားချစ်ဖို့တဲ့ချိန်မှာတွေးမှုတာတို့မျိုးလက်တစ်ပေးတာတို့ပါအောင်နော်အဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးအသုံးပြုတာသူတော့ကောင်းကြီးပြန်ကန်လာအောင်ကျွန်တော်အဲ့လိုမျိုးအများတိုင်းနည်းနည်းတွေးပြီးလိုက်အောင်ကျွန်တော်အများတိုင်းပြောအဲ့မှာ တနင်္လာနေ့ကျတော့ဟုတ်ဘာဝယ်မလို့ဝယ်လေးဟိုဘူးဒီဆော့ဝဲလေးကိုစပရင်ရောရိုက်ပြီးပို့လိုက်မယ်ကျွန်တော်ပြောတာဘာနေရောအားလေဝယ်ပါသူလေဘာတွေပြောနေမှမသိဘူးဝယ်လိုက်လေ how much တဲ့ကျွန်တော်ဟုတ်ရတယ်ဟိုဆော့ဝဲကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လူတွေကျွန်တော်မိမစီကတော့ကျွန်တော်ပတ်စံကြောင်းမတောင်းတော့ဘူးသူများတွေကအဝေးတော့ပတ်စံကြောင်းကျွန်တော်ရဲ့အလုပ်မှာတော့ကျွန်တော်ရတယ်ပတ်စံနေဆုံးဒါတည်းတလားငွေတော့နေဆုံး5သိန်း6သိန်းလောက်ရှိလို့ပြောတာကျွန်တော်မေးလိုက်ပြပေးမှဟာအကြီးဖြစ်နေတော့မေးလိုက်ပြခေါင်းလုံးပြည်စီမေးတာဆိုကျွန်တော်မေးလိုက်တယ်အဲ့လိုဘာပတ်စံကြောင်းပြောတော့ရတယ်မားပြီဒီမှာစာစောဝဲပါလို့စောဝဲပူလိုက်တယ်ကွာဟောဒီတော့ဘူးကွာပြီလို့ဟောင်းမဆောင်းမဆိုတော့ကျွန်တော်တောင်းရရပြောတောင်းတော့သူစီလားအဲ့မှာလေကျွန်တော်ပြီးတော့သူနဲ့လမ်းပြောတယ်နောက်တစ်ပတ်မှာတဲ့စာပူလိုက်မယ်ဟုတ်တယ်ပြောတော့လေဒီကဒီကတော့သူဒါပဲကျွန်တော်တော်တော်နဲ့သူပြောလိုက်မင်းစံကမတောင်းဘူးဟောလို့စီလုံးထူးထူးချင်းတော့လို့ကိုတော့ဟောလို့ဒါတော့အေးပြီးရောတဲ့ငါတက်လေနည်းနည်းဆူတောင်းပေးဦးတော့လေကျွန်တော်ကအရင်ကဆူတောင်းခံတဲ့လူတယောက်ကဆူတောင်းပေးဦးတော့လေကျွန်တော်ဘာကြောင့်လဲတရားကြောင့်ဒါနဲ့နာမပူနေတာအမေကျွန်တော်ဆူတောင်းသူများကိုပြန်လေဆူတောင်းပေးနိုင်ရတော့အခုကျွန်တော်ခါပြင်စီပြီးကျွန်တော်အများတိုင်းကိုလုံးတော့ဘောနော်အားလုံးတော့ကျွန်တော်ဒီလည်းတော့ဖိငါဘက်ကိုလုံးအမှုတော့ဒီနေ့ကမိဘဒီလိုမျိုးကျွန်တော်မိလို့ကျွန်တော်ဘူးကျွန်တော်ညီမတို့ကျွန်တော်ဒီဘောလို့ဂျုံဝဲလုံးကြားစုဖို့ကိုလုံးကတော့ကျွန်တော်သူတောင်းပြီးဒီဘက်နောက်လမ်းဖျားတော့သူတောင်းပြီးလည်းကိုတောင်းပြီးဒါဖျားဖွင့်ပြတဲ့အချိန်မှာအိုင်ဒီယာဖျားပေးတဲ့အချိန်မှာကျွန်တော်မှတ်မိနေတော့ဘောနော်ကိုနေကိုနေနေလည်းမိတော့ညမိတော့တောင်းပြီးအဲတော့ဖျားကကျွန်တော်တို့အမြင်နဲ့နေတဲ့အရာကိုဖွင့်ပြပေးမှဖြစ်တယ်ဒါမဲ့မှာလည်းကျွန်တော်ဘလို့ပုံပြချင်းကောင်းကြီးရတော့ဘလို့လာမယ်တော့ကျွန်တော်လည်းမသိဘူးဘလို့လာမယ်ဆိုတော့ကျွန်တော်အခုသိတာကတော့အော်လို့တဲ့ဩဝါဒစာကျွန်တော်ရဲ့နောက်မှာကိုတော့မျက်ရှိနေတယ်ကျွန်တော်နဲ့မြင်တူကိုတော့ရှောင်းလန့်နေတယ်ကြောက်ရွံ့ခြင်းလည်းမရှိဘူးကျွန်တော်ရဲ့ရှေ့မှာကိုတော့သွားနေတယ်
ကောလို့လေခိုင်တော့ဆက်လီမှာကောလို့လေခိုင်တော့ဆက်လီမှာဘာတော့လဲဆိုတော့ကျွန်တော်တို့ကတဲ့ဖြစ်တော်ရဲ့အစီအကံတွေဖြစ်တယ်ဖြစ်တော်ရဲ့အစီအကံကိုခံလို့ရှိရင်ဘုရားသခင်ကဒီကောင်းရင်နိုင်ငံရဲ့ဝေကိုဘုရားသခင်လက်တော်နဲ့ကျွန်တော်တို့ပြီးမယ်လို့ကျွန်တော်တို့ပြောတယ်ကျွန်တော်ခုနပြောလို့ကဲတော့ကတဲ့ကျွန်တော်တို့ခဲ့တဲ့20ကျော်လောက်ဖြတ်တန်းလာတဲ့ဟာကိုကျွန်တော်ခက်တော့ပြီးတော့ခက်တော့ရဲ့အစီအကံဆိုတာကခုနကျွန်တော်ပြောသလို21တဲမှာပြောသလိုတော့ဘုရားသခင်ရဲ့ကောင်းကျိုးဆိုတာကအဲ့ဒါဘုရားသခင်နဲ့ယဉ်ဒီပြီးတော့မိသားပြီးတော့မှဖြည်းဖြည်းချင်းနဲ့ဖြည်းဖြည်းဆူပြီးတော့မှဝင်းကြီးဆူပြီးတော့မှမိသားဖွဲ့ပြီးတော့မှခရစ်တော်ရဲ့ကောင်းမြတ်ခြင်းခုနကျွန်တော်တို့ကောင်းမြတ်ခြင်းအကြောင်းကိုမပြောရတဲ့ဟာကနေပြီးတော့ကျွန်တော်ပြောနိုင်တဲ့တတိကိုဝင်းကြီးခွန်အားပေးတာကခရစ်တော်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဝင်ရတာဖြစ်တယ်ခရစ်တော်ကသူ့ရဲ့အစီကံသူ့ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပြောခိုင်းခြင်းတာဖြစ်တယ်ဘယ်သူမှဖြစ်ပြောလို့ရတယ်အတင်းဥဆရာမမဟုတ်ဘူးအမှုတော်ဆောင်မမဟုတ်ဘူးဘလူဓမ္မဆရာတို့ဘလူပဲဖြစ်ချက်တက်ဖို့ကမဟုတ်ဘူးလူတိုင်းခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုပြောလို့ရတယ်သူများမကောင်းကြောင်းသူများဆိုးကြောင်းသူများရှိခြင်းကြောင့်ပြောတာတွေမဟုတ်ဘူး။အများအလှလက်နိုင်ကြောင်းပြောတာမဟုတ်ဘူး။ခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုလူတိုင်းကပြောပိုင်ခွင့်ရှိတယ်။ဘယ်လိုလေးရှိလဲဘာမှမဟုတ်ဘူး။ဒါပေမဲ့ဝိညာဉ်တော်အကြောင်းသာခရစ်တော်ရဲ့နိပြခရစ်တော်ရဲ့တိုင်နိုင်ဒီပြီးတော့ဒီနေ့ကျွမ်းဝင်ပြီးဝိညာဉ်နိုင်တာနဲ့ဒီခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကိုဝိညာဉ်တော်တကူအပြစ်သာသူကပြောတာဖြစ်တယ်။ဒါကြောင့်လို့ပြောလဲခရစ်တော်ရဲ့အကြောင်းကိုလူတိုင်းပြောရတယ်ကျွန်တော်အဲ့ဒါကြောင့်လို့တော်ရဲ့စီကံခံလို့ရှိရင်လည်းဘုရားသခင်ကြီးဘုန်းတော်ရဲ့လက်တော်ကအမွေကတင်းတို့ပြီးမယ်ဘုရားနေဘုန်းတော်အမွေတော်ကကြီးပဲဘာကြောင့်လဲဆိုကောင်းကင်နေမြေကြီးဖန်ဆင်းလာတာကသေးတယ်ခဏသေးတယ်ကောင်းကင်ကိုမြေကြီးပေါ်မြေကြီးအောက်မှာရှိတဲ့ဒူတွေတော့ခရစ်တော်ရဲ့နာမကိုထူထောင်နေတာကျွန်တော်အဲ့ဒါတော့ပြောတာခရစ်တော်ရဲ့နာမကိုထူထောင်နေတာအဲ့ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ရဲ့ခရစ်တော်နိုင်ဒီလိုခရစ်တော်နဲ့တွားချင်တာခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုပြောခြင်းကခရစ်တော်ရဲ့အစီအကံခြင်းဆိုပြီးတော့ဒီနေ့မှာပြီးတင်ပါတယ်ရောက်ဆုံးတဲ့ပုံမှာပြောမယ်ခါရရရင်ကျွန်တော်ကြောက်ဆုံးတဲ့ပုံမှာပြန်ပြီးခေါ်နေတာစီ